လာပါခင်ဗျာကျွန်တော် YMS College က Best 3 IT မှာတက်ရောက်နေတယ်မောင်ပြေဖုန်းနိုင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုပြည်သူ့ရင်ပြင်မှာ YMS College ကကြီးမှုပြီးတော့ကျောင်းသားတွေတော့တကြံပွဲတော့လုပ်ပေးနေရတယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်က YMS College ကကျောင်းသားတွေကိုစားအားလုံးကိုနှစ်သိမ့်မှာပျော်ရွှင်ချမ်းမြေ့ပါလို့ဆုတောင်းပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါရှင်ညီမနာမည်ကတော့ Onya ဖြစ်ပါတယ်ယခုက HND Best 3 IT မှာတက်ရောက်နေရတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်ယခုက YMS College ရဲ့တကြံပွဲတော်ကိုပြည်သူ့ရင်မှာကျင်းပနေဖြစ်ပါတယ်အဆိုဂျင်းနီတို့ editorial လည်းပါပါတယ်ရှင်ဒါကြောင့်မို့နိုင်ငံသားအားလုံးဖြစ်တဲ့မှာစိတ်ချပြီးကိုယ်ကျမချင်းတွေပြုလုပ်ပါစေလို့ညီမဆုတောင်းပေးပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကျင်းပတယ်ကျွန်တော် YMS ပေါ့နော်ကျွန်တော်ကျောင်းမှာ college ကျောင်းမှာကျင်းပတယ်ကျွန်တော်တို့ဒီနေ့ water festival ပွဲမှာကျွန်တော်တို့ရဲ့ကျောင်းသူကျောင်းသားတွေအားလုံးပဲကျွန်တော်နှစ်သက်မှာစေးသစ်လူတွေကိုယ်သိနေကျွန်တော်တို့ပျော်ရွှင်မှုတွေရရှိပြီးတော့ကျွန်တော်အောင်မြင်မှုတွေနဲ့တူကျွန်တော်တို့ရဲ့ဒီ YMS ကျောင်းရဲ့နှစ်စဉ်နှစ်တိုင်းကျင်းပတယ်ပေါ့ကျွန်တော် water festival ပွဲမှာကျွန်တော်အောင်မြင်မှုတွေဒီကျွန်တော်ရရှိပြီးတော့ကျွန်တော်ကျောင်းသူကျောင်းသားတွေအောင်မြင်မှုတွေရရှိပါသေးလို့ကျွန်တော် best week session ရဲ့နေပြီးတော့ကျွန်တော်မျိုးဆိုနေကျွန်တော်အားလုံးမြတ်ဖို့ဆုတောင်းပေးပါတယ်ဟုတ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့မောင်ခမက်ဖြစ်ပါတယ်ကျွန်တော်ကတော့Buffalo အဘက် diploma ကွန်ပျူတာအခန်းမှာတက်ရောက်နေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ YMS College ရဲ့ပေါ့နော် Water Festival အချိုကျောင်းတကြံပွဲကျွန်တော်ပြုလုပ်နေတာဖြစ်ပါဒီကျောင်းတကြံပွဲမှာကျွန်တော်တို့ကျောင်းတကြံပွဲကိုကျွန်တော်တို့ဒီပြည်သူ့ရင်နဲ့ကစားပွဲမှာမန်တက်ထိုးပြီးတော့ကျောင်းသားတွေရောကျောင်းသူတွေရောဆရာဆရာမတွေအားလုံးပါဝင်ပြီးတော့ပူးပေါင်းပါဝင်ပြီးတော့ဆင်နွှဲတဲ့ပွဲလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲမှာအဆိုတော်နိုင်ငံတော်တည်တဲ့ခြေဖြစ်ကြတယ်အေတေချိုဆွေတို့ဂျင်းနီတို့ရဲ့တည်တဲ့ဖြောပြမှုတွေနဲ့အတူကျွန်တော်တို့ရဲ့ဆရာကျောင်းသားဆရာမတွေရောကျောင်းသားတွေအကုန်ပူပေါင်းပါဝင်ဆင်နေပျော်ရွှင်ဖြစ်ပါတယ်ဟုတ်အဲ့လိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဆက်စိမ်းမိတ်ချန်ဖြစ်ပါတယ်ကျွန်တော်ကတော့ YMS College မှာ YMS College Best 2 AND Best 2မှာဆက်နေတဲ့ကျောင်းသားကြားဖြစ်ပါတယ်ဒီနေ့ကတော့ဒီနေ့ပြင်မှာကျောင်းတစ်ချမ်းကျင်းပနေတာဖြစ်ပါတယ်အားလုံးပဲနေ့နေ့မှာဝေးကျမ်းမှာချင်းစိတ်ကျမ်းသာချင်းနဲ့အပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်သင်ရဲ့အနာဂတ်အိမ်မက်တွေကို YMC နဲ့အတူတူအကောင့်ထဲပေါ်လိုက်ပါ Build your bright future with YMC